တက်ကွက်တီလို့ဘာမှမရှိဘူး။ဒါကျွန်တော်တို့ပထမဆုံးပြောစီဒီတော့နေရောဒီရောဆိုတော့လည်းတစ်ခါပါဒီရောမမပါဒီရောဒီတော့လည်းချတဲ့မှာပါတာဆံပြစ်တဲ့မှာပါတော့အဲ့ဒီဖြစ်တဲ့နေရာတော့တန်ရရပြီးတော့အဲ့ဒီဟိုထဲမှာဝင်တိုက်တယ်တန်ရတဲ့နေရာတွေထိခိုက်တယ်အဲ့ပါလို့တော့ပါရှားရောပါကြရှားတော့ရောက်တယ်ငင်းဒီရောဒီလိုမျိုးတော့ပြေးသွားရလားဟုတ်ဘူးလည်းမနာမယ်ဘယ်လိုနာမည်ကရဲမှုထွန်းအောင်ဟုတ်လားရခိုင်မျိုးဟိုကရှမ်းဘက်ကဟုတ်လားတက်ဘလောက်အားတယ်နေအဲ့ကောင်ရဲ့ဒီဝန်ထိုင်မှုကဘယ်လိုနေလဲသူကတော့ရိုင်းငါကမရိုင်းပါဘူးသူကအခုဆက်ဖြစ်တဲ့နေကြီးဒီကြီးနဲ့တရားဘယ်လိုပြီးသွားသူကအဲ့ဒီကကျွန်တော်ပြန်ပြီးတာတော့ဟိုအဲ့လက်နဲ့ချောက်ဝင်စီးတဲ့အချိန်မှာသူကတယောက်ရှိခိုးလိုက်တာတိုက်ပြီးရှိခိုးလိုက်တော့သူ့ပြန်ပြီးခံပြတယ်ဟိုပြချလိုက်အဲ့ကြောင့်ဘယ်သူကပြောတယ်အဲ့လောက်ရှုပ်ထွေးနေတဲ့အချိန်မှာဘယ်သူကဖျားရှိခိုးတယ်လို့ဘယ်သူကပြစ်တယ်လို့မြင်မှမလားဘလောက်ဘူးကိုတွေစလုံးလုံးထားအုံကျင်းထားနေတယ်ဒီကောင်ကဇလန်းတယ်သူကအဲ့လိုပဲသူကဆိုမင်းဘယ်သူကပြောတယ်ဒီပြင်ကသူကထိုင်ပြီးတော့ပါတယ် MRD ကရုပ်တံဌာနကသူကထိုင်ရိုက်နေလို့တွေ့တယ်ထားလိုက်တော့ဟုတ်လားပြေးသွားပြီလားအလောင်းလည်းမရလားဟုတ်လားနင်းနဲ့သူနဲ့တွဲလို့တော့ဘယ်လောက်ကြာလဲအဲ့နဲ့သူရောက်တာတစ်နှစ်ကျော်ဒီနေ့ကျော်ကျော်ဒီနေ့ရွေးဖို့ပြဘယ်လောက်ကြာကျွန်တော်3နှစ်ကျော်3နှစ်ကျော်ဒီနေ့ထဲမှာပြည်သူဘယ်နှစ်ယောက်ရဲနေညင်းသေးမတရားဖမ်းခဲ့ဘူးလားငါရေလို့တဲ့22နှစ်တော့တရားဝင်တိုင်းမှာတရားဝင်တိုင်းမြောင်မြခင်အိမ်မျိုးမှာပဲကြာဩအိမ်မျိုးပြီးတော့မှငါထောင်ကြနေတော့မရှိနေဘူးကျွန်တော်အိမ်မျိုးမှာအိမ်မျိုးဆိုတော့မင်းကဘူးဘယ်မှာထောင်လာကြတယ်လေဘူးဘင်းထောင်မှာငါရောက်တယ်လေထောင်နဲ့7နှစ်လောက်7နှစ်73လောက်အဲ့ဘက်အချင်းကျွန်တော်မရောက်ဘူးမရောက်ဘူးလားအဲ့နာမည်မကြောက်ဘူးလားဒီလောက်မင်းတို့အရာတိုင်းမှာလာတောင်းကြတယ်ကြောက်ဘူးလေအဲ့ဒီကဆိုတာကိုယ့်ရဲ့ဆိုရတယ်ဒါပေမဲ့အခုစိတ်ထိန်းတာနော်ဝင်လင်ပြောပြရင်ငါတို့ပြည်သူတွေငါတို့တိုင်းသားတွေကိုမျိုးလောက်ထားတာတွေကိုကြီးနေတာမဟုတ်ဘူးစိတ်ကဒါပေမဲ့ငါတို့ကဥပဒေလိုက်နာရမယ်တာဝန်ရှိလို့ဂျနီဗာကွန်ဗင်းရှင်းလူသားချင်းစာနာမှုလူခွင့်ရေးငါတို့တည်ဆောက်မယ်ဆိုတဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တစ်ကတရားဥပဒေစိုးမိုးရမယ်နော်အားလုံးပေါ်မှာဥပဒေနဲ့ညီတပြေးတဲ့တညီတဲ့ရှိရမယ်ဆိုတဲ့စိတ်ခံယူချက်ကြောင့်ပြီးခံနေတာငါအရင်စိတ်နဲ့ဆိုမျိုးတို့သွားတယ်အကုန်ကျွတ်ကုန်ဒါဆိုတော့ငါကြီးလုံးအားကြီးမင်းတို့တွေအကြမ်းဖက်ဖက်စစ်တပ်ကကောင်းနေတို့ပြည်သူတိုင်းသားတွေကိုမှရဲဆက်ဆက်လုပ်တယ်ကလေးလေးတွေကြောပေါက်ပြီးတော့တည်နေတဲ့ပုံတွေ့ကြတယ်ငါရင်းတော့ငါလူမတတ်ချင်ဘူးငါတတ်ချင်တဲ့တအားပေါ်တယ်ရှင်းရှင်းပြောပြဘာလို့ဆိုရိုင်းဆိုင်လုံးအားကြီးတော့မင်းတို့ဖက်စစ်တပ်ဖက်ကမင်းတို့ဒါတော့မင်းတို့တက်လို့ဟုတ်ချင်မှာဟုတ်ပါဒါပေမဲ့ငါမတတ်ချင်တဲ့ကောင်တော်တတ်ချင်နေပေါ်ပြီဒါပေမဲ့စိတ်ထိန်းနေငါတို့ဥပဒေနဲ့ညီလောရမယ်လူဟုတ်လားအေးမင်းတို့ကံကောင်းတာကဥပဒေနဲ့ညီလူခွင့်ရေးကိုတိဆောက်မယ်ဆိုတဲ့တော်လိုင်းရေးတက်တွေနဲ့တွေ့လို့မင်းတို့ဒီလိုနေရတယ်မင်းတို့သာတော်လိုင်းရေးတက်ဖြစ်ပြီးတော့ငါတို့သာမင်းအွန်လိုင်းအမိန့်နာခံတဲ့ကောင်ကမင်းတို့မှခြေတော့တစ်ချောင်းတက်တစ်ချောင်းတန်ကျုံးနဲ့ချီပြီးတော့မီးရှို့တတ်ခံရတယ်ဟုတ်လားညင်းလားကြားဘူးလားမင်းတို့ဖက်စစ်အကြမ်းဖက်မင်းအွန်လိုင်းရဲ့လက်ပါးစီတက်တွေကတို့တော်လိုင်းရေးတက်သားတွေခြေတော့ချီလက်ကိုချီနောက်ပြန်ချီပြီးတော့ဝက်ကင်တယ်လို့ပြင်တတ်အရှင်လက်ကိုသိမင်းတို့ကချမ်းနေလောက်တာဒီဒါမဲ့ငါတို့မလုပ်ဘူးငါတို့ဘက်ကနာကြီးတယ်စိတ်တူတယ်ဒါပေမဲ့ငါတို့မလုပ်ဘူးဘာလို့ငါတို့ကလူချင်းတဲ့အနာဂတ်ကလူတိုင်းကိုလူလိုတန်ဖိုးထားတဲ့စနစ်တစ်ခုပေါ်ပေါက်လာရိုင်းဆိုင်ရက်ဆက်ကြမ်းကြုတ်တဲ့လူရရှိသူကိုဥပဒေနဲ့အညီပဲထိုက်တဲ့ပြည်ထောင်ပြီးတယ်ဒါငါတို့ဆက်သွားမယ်အနာဂတ်ပြည်တော်စုအဲ့ဒီလိုစနစ်ခေတ်မှာတော်လိုင်းခေတ်မှာမင်းတို့လူဖြစ်လို့အသက်ရှင်ခွင့်ကြဟုတ်လားဟုတ်လားအေးအဲ့တော့ဒီတော်လိုင်းတက်ခွက်အားလုံးကျေးဇူးတင်ရမယ်မင်းတို့အသက်ရှင်ခွင့်ရအောင်နော်အေးကျေးဇူးတင်ရမယ်အဲ့တော့ပူပေါင်းဆောင်ရွက်ပါမင်းတို့ကျူးလွန်ခဲ့တဲ့ပြည်တဲ့နေရှိရင်လည်းဓာတ်ရိုက်တော်လကောင်းတော်ဝဲတော်လကောင်းကျွန်တော်တော့ဖြစ်မတတ်ချင်ပေမဲ့ဘယ်သူကမတတ်ရင်ကျွန်တော်ပြည်တံပေးမယ်ဆိုတော့ကျွန်တော်ဘယ်သူဘယ်တော့ကဘယ်စကန်ဘယ်နေရာဘယ်ရက်ခမန်းမှတ်မိသလောက်ကျွန်တော်ဘယ်နှစ်ယောက်တတ်ခဲ့မိပါတယ်တောင်းချက်ပြီးပြောဒီမှာဘယ်ကောင်ဘယ်အဆင့်ဘယ်တူအိုင်စီဘယ်ပြူအောင်ကဘလို့အမိန့်ပေးတဲ့အတွက်ကြောင့်ဘလို့မလွှဲမဆောင်တာလို့ကျွန်တော်လောက်ရပါတယ်ဆိုတော့ဖြောင်းချက်ဖြည့်ရှင်းချက်တခါလေးပြီးဒါမှငါတို့အခုတီဆောက်မဲ့အမှုတွဲတွေမှာဘယ်တက်ရင်းอ่ะဘယ်မိတ်စည်းစင်းမှုနဲ့ဘလို့ရက်ဆက်ကြမ်းကြုတ်မှုဆေးရဆွေးမှုကျူးလွန်ခဲ့တယ်ဆိုတော့တက်တည်တက်ကခေါ်ဆောင်နိုင်မှာဖြစ်တယ်မှုတွဲတွေတီဆောက်နိုင်မှာဖြစ်တယ်ဟုတ်လားနော်မှန်ရအောင်ပြောနော်မင်းတို့လိန်နာတွေညာတာတွေလွတ်ပြီးထင်ပြီးတော့မလုပ်နဲ့မင်းတို့စစ်ကြောမဲ့ငါတို့ကစစ်တပ်ကတော့ဆင်းလာတဲ့လူတွေဖြစ်တယ်မင်းတို့မျက်ခွက်တွေကို
မင်းတို့ဘလောက်လိမ့်လိမ့်ဘယ်စစ်ဘယ်ကနေစစ်သက်ဘလောက်ဘာလုပ်ခဲ့ဆိုတော့အကိုပေါ်ပေါက်လာမှာဟုတ်လားအေးဟုတ်ပြီဘုရားတရားဟောပါလေ ဒီရောက်ပါ ဒီရုပ် ဟုတ်ကဲ့ နည်းနည်းလေးရှိပဲဒီရုပ်က ဒီရောက်ကြတာဆက်လေးနေရှိပါ ကလေးနှစ်တောင်ရှိ ဟုတ်ကဲ့ ညောမင်းလက်ထက်မှာပြည်သူကိုဘယ်တယောက်ညှဉ်းပန်းနှိပ်စက်ခဲ့မှတ်ပြီ မရှိပါဘူး မရှိဘူး ဟုတ်ကဲ့ကျွန်တော်ရှားရောက်တာ9နှစ်ပြည့်သွားတာမှာကျွန်တော်ပြည်သူစန္ဒပြခဲ့တဲ့အချိန်ကမျက်ရည်ပုံနဲ့တော့ပြခဲ့ပါဘူးအရှားတော့ပြည်သူပဲဒီမှာတချို့ဒီဘက်မှာရောက်နေတယ်ကျွန်တော်ရဲ့ဒီကြောင်နောက်တော့ပဲပြည်သူသိပါတယ် မင်းအဲ့ဒါငါတို့စကားပြောနေချိန်မှာမင်းတို့ဘာလို့ဖောက်ထွက်ပြီးတော့ကြိုးစားတာ ကိုယ်နဲ့တူပဲကျန်ရပြီရနိုင်ကျွန်တော်တို့တော့မကန် ညနေတော့ပိတ်ထားတာမင်းတို့ထုတ်ကုန်ဘူး တော့ပဲကျန်တော့ကျန်ရရပြီပေါ့ဒီထဲမှာတော့ပြပြီးနေတော့ဒီလားပဲဆက်ခွင့်နေပါတမ်းတယ်ရကျွန်တော်ကမိတောက်ရုံမှာကလေးတို့မိသားစုနဲ့တူကြောက်လာတက်လာပေါ်မှာဆက်ခွင့်နေကြတော့တယ်ရအောင် မိသားစုမိမရော ပါပါတယ်နော် ကလေးရော ကလေးကတော့နောက်မှချန်တာ ဘယ်နောက်မှာ ဟိုကမြို့သမီးရဲ့ဒီပါရှိမှချန်တာပါ သူဒီမှာမိမမျိုးသမီး၄ယောက်ပါလာတယ်ဘယ်သူချင်းကြီးလဲပြန်လာ ကျွန်တော်သမီးကြောင့်လည်းဟိုကိုပြော မိမပါပါ မဟုတ်ပါဘူးဒီကို ဟမ်ဒီစကန်နဲ့နှစ်ယောက်လုံးဒီယောက်နှစ်ယောက်လုံးစကန်နဲ့ ဟုတ်ကဲ့ကျွန်တော်ဒီမှာရှားတော့မှတစ်ခါမှရှိရတယ်အဲရှားရတော့9နှစ်ပြည့်ပါ တဘောဝင်ရဲတဲ့ဘောဝင်18ယောက်ယောက်ကဟိုဘူမူလာပြီးတော့ဟိုကိုပြောသွားနေပြီးတော့နောက်တနေ့ဆိုတာကိုင်းနေတာဆိုတော့လမ်းသိအတရားကတော့ထားပါတယ်17ယောက် သူမိမကိုခေါ်ထုတ်ပါ ဟုတ်ကျွန်တော်ကျန်တဲ့လူတွေခေါ်ရောက်ခဲ့လို့ပြောနေပါတယ် နောက်လိုက်မယ်လို့လူလည်းခေါ်ရ ဒီဟုတ်ကျမယူဆိုင်နော်သူတို့အင်ဂျီတွေသူတို့ဒီမှာပေးပါပြီလားပေးပြီလားမပါတော့ဟုတ်ပြီတော့ခေါ်လာမှကျန်တဲ့3ယောက်တက်လုပ်ပြီနော်ကျမယူဆိုင်ကူပေါင်းဆောင်ရွက်ချောင်းချက်ကိုမှန်မှန်ပေးမင်းတို့မျိုးလုံးတွေကြည်အောင်ပြန်လုပ်မင်းတို့မျိုးလုံးတွေအရင်နောက်ကြည့်နေတယ်လုပ်ခဲ့တဲ့လုပ်ရက်တွေကြောင့်မင်းတို့စိတ်ဒဏ်ရာတွေကြောင့်ဒီကျူးလွန်ခဲ့တဲ့ဥပဒေနဲ့မညီတဲ့ဆောင်ရွက်ချက်တွေကြောင့်ဘယ်သူသိမသိမင်းတို့မျိုးလုံးမှာအယောင်တွေတက်နေရှင်းနော်ဒါမျိုးလုံးတွေကိုကဲဖြတ်ပြောပြအမျိုးလုံးတွေကြည်အောင်လုပ်တရားဓမ္မတရားထိုင်ကိုပြစ်ကိုပြန်စီကြောဖြစ်တယ်ခံနေရတဲ့အချိန်မှာငါပြင်းမှုကျူးလွန်ခဲ့တယ်ငါတို့တသက်တာကာလပတ်လုံးမှာတိုင်းပြည်ပြည်သားနိုင်ငံသားတွေပေါ်မှာငါတို့လက်နက်ကင်ပြီးတော့ရက်ဆက်ကြမ်းကြုတ်ခဲ့တဲ့အဖွဲ့အစည်းကြီးတွေမှာဒီဘွားကြီးကြောက်ပဲပတ်သက်ဘာကြောင့်ပဲပတ်သက်မင်းပေါင်းပတ်သက်ခဲ့တယ်တိုင်းပြည်ကိုစနစ်ဆုံးကြီးလဲပတ်အောင်ထောက်ကူပေးခဲ့တယ်ဆိုတော့ပြည့်စုံကြွေးရပါရှိမှာဘာလို့မင်းတို့လှုပ်လှုပ်ခဲ့လို့ဒီဖက်စစ်အာဏာရှင်အကြမ်းဖက်ကြီးကစနစ်ကြီးကဒီတန်းတယ်မင်းတို့လိုလူတွေကငါတို့လိုဟုတ်လားမှန်တဲ့တရားကိုတည်ပြီးပြည်သူစစ်သားကွာပြည်သူဘက်သားပဲနေမယ်ပြည်သူရဲကွာပြည်သူအတွက်ပဲလုပ်မယ်ဆိုပြတ်သက်သားဖောက်ထက်ပြီးတော့တဘုံမဲလုံးဝတော်လိုင်းမဲလုံးဝအသက်ရင်းပြီးတော့အမှန်တရားအတွက်တိုက်ပွဲအတွက်ဝင်နှွှဲမယ်ဆိုရင်ဖက်စစ်အာဏာရှင်စနစ်မတည်တန်းဘူးမင်းတို့လိုတူးချင်းတယောက်ချင်းခွေးသားစိတ်လေးတွေရှိနေလို့ခွေးဘလူးငရဲခွေးမင်းအောင်လည်းအလုပ်လုပ်နေမင်းတို့ကလည်းအပြစ်ရှိပြောရင်တော့ပြောမှာပေါ့ကျွန်တော်တို့မိသားစုစားဝင်နေငါတို့လည်းမိသားစုရှိတာပဲတော်ရင်းသမားတွေလည်းမိသားစုရှိတာပဲဟုတ်လားမိသားစုရှိလို့ကျွန်တော်တို့သူတို့ခိုင်းတာဝင်လှုပ်လိုက်ရပါတယ်ဆိုတော့စင်ကြီးကလုံလောက်တဲ့စင်ကြီးမဟုတ်ဘူးမင်းတို့အမှန်နဲ့တရားအတွက်ကိုဆိုနေတဲ့တစ္ဆာတွေအတွက်ပြက်ပြက်သားသားနားမလဲတာပဲဖြစ်မြင်မယ်နားလေပြီးတော့စောင့်ထိန်ဖို့တတ္တိမရှိရလည်းဖြစ်မယ်တတ္တိရှိပေမဲ့အမှန်နဲ့တရားဘာလဲပြက်ပြက်သားသားမသိတာလည်းဖြစ်တယ်အဲဒါမင်းတို့အခုဒီလိုဖြစ်နော်ဘဝတကွေသက်ရှင်တဲ့အခိုက်မှားယွင်းတဲ့ဘက်မှာသို့မဟုတ်အမှန်နဲ့တရားဘက်မှာမနေခဲ့တဲ့အတွက်ကြောင့်မှားယွင်းဘက်မှာနေခဲ့တဲ့အတွက်ကြောင့်ဒီပြစ်ဒဏ်ကျဉ်းတ်စွာလက်ခံပါဟုတ်ပြီနော်ပူပေါင်းဆောင်ရပါဟုတ်လားကျမ်းမာရေးကူဆိုင်နော်မကြပြန်လာတွေ့မလားအဲ့တော့ကျွန်တော်တို့တွေကနော်တော်လိုင်းရေးစစ်မှုတော်လိုင်းရေးသမားတွေပေါ့နော်တော်လိုင်းရေးသမားတွေဆိုတာတကယ်တော့အထမစနစ်ကြီးရှိတယ်လို့ကျွန်တော်တို့တော်လာရတာပါအမှန်တကယ်ခင်ဗျားတို့ကျွန်တော်တို့ကနိုင်ငံသားအတူတူအေဂျင့်တဲ့ဘဝမှာကိုယ်စားဝတ်နေအတွက်ကိုရင်ကိုမိသားစုတွေလောက်ကန်လောက်ရင်းနဲ့ပြောပြောရှင်းရှင်းနေကြရမယ်လူတွေပါဒါပေမဲ့စနစ်ဆိုးကြီးတစ်ခုကကျွန်တော်တို့တိုင်းပြည်ကိုဖျက်ဆီးမောင်းနေပြီးတော့ရက်ဆက်ကြမ်းကြုတ်တဲ့လုပ်တယ်အခုတို့ခင်ဗျားတို့နှစ်ခွဲမသိခဲ့တဲ့ဟာလေအခုဒီပြသိပြီမို့နှစ်ခွဲတို့တဲ့မှာကျွန်တော်တို့ပြည်သူလူထုဘလောက်ခင်ဗျားတို့ရဲ့စိတ်တော်ကရောက်တယ်လို့ပြည်သူတရားလုံးနဲ့အခုအတိတို့ကအခုတည်းရောက်နေတော့မှမသိသေးဘူးမင်းအောင်လိုင်းရဲ့နော်ဖက်စစ်ငရဲခွေးအုပ်စုရဲ့ဟုတ်လားခင်ဗျားတို့လည်းဖီစီးနှိမ့်ဆက်တယ်ခင်ဗျားတို့ယောက်ျားတွေကိုလည်းဖီစီးနှိမ့်ဆက်တယ်ပြည်သူတရားလုံးကိုလည်းဖီစီးနှိမ့်ဆက်တယ်ဖီစီးနှိမ့်ဆက်မှုခံတော့ဟုတ်ဒီကလေးလေးသူတို့ပြစ်မဲ့ကလေးလေးပြန်လည်းမပြန်ဘူးဟုတ်ကဲ့သေးတယ်နားကလည်းပြောက်တယ်ဒီစနစ်ကြီးလုံးဝခြုံငိမ့်သွားမှဒီစနစ်ကြီးခြုံငိမ့်ပြီးတော့ကျွန်တော်တို့တိုင်းသားအားလုံးလူလာတောင်းတနေတဲ့ Federal Democracy နိုင်ငံတော်တစ်ဆိုတဲ့ပြည်တော်စုကြီးအမြန်ဆုံးပေါ်ပေါက်လာမှခင်ဗျားတို့လည်းအေဂျင့်တာရမယ်
ဟောဒီကလေးလေးလည်းကျမ်းပါမယ်ပညာတတ်မယ်လူသားဓာတ်ခွင့်နေခွင့်ရတဲ့အခြေအနေတွေပေါ်လာမယ်အခုကတော့နီးစပ်တဲ့အခြေအနေပဲရှိတယ်အောင်မြင်မှုမရသေးဘူးနော်ကျွန်တော်တို့တွေတိဆောက်နေကျွန်တော်ကြိုးစားနေဆိုတာတူးချင်းစီရဲ့ခွင့်ရေးတွေကိုအပြည့်အဝရဖို့ဖြစ်ခင်ဗျားတို့လည်းခင်ဗျားတို့ခွင့်ရေးရတပ်ဖွဲ့ဝင်လားတပ်ဖွဲ့ဝင်အစ်စ်မှန်မှန်ရင်နိုင်ငံတော်တစ္ဆာစောင့်တည်ပဲပြည်သူတစ္ဆာစောင့်တည်ပဲခင်ဗျားတို့ရဲ့ဇနီးမယားရဲ့အခွင့်အရေးအပြည့်အဝရဒါကြောင့်ရိတ်ခေါဂုဏ်တိတ်ခါရအောင်လူသားစီနေတိုင်းခွင့်ပဲဒါတွေရမယ်စနစ်ကိုကျွန်တော်တိဆောက်နော်လောလောဆယ်တော့ခင်ဗျားတို့ကအခြေအနေအကြောင်းအရာချုံနှောင်နေခံလို့ဖြစ်ယောက်ျားတွေကိုမထိန်ချုံနိုင်လို့ပဲဖြစ်ယောက်ျားတွေကိုယ်တိုင်တတိရှိနဲ့မဖောက်ထွက်ရလို့ပဲဖြစ်ဒါမှမဟုတ်လေဗျူဟာမှုဆိုတဲ့လူသက်သမားရဲ့ရန်ကိုတတ်ခံမှာကြောက်လို့ပြန်ပေးဆွဲတစားခံဖြစ်နေခဲ့ရတယ်ပဲဖြစ်ခင်ဗျားတို့ကဆိုးရတဲ့အခြေအနေဖြတ်သန်းခဲ့ရတယ်ဒါပေမဲ့အခုဒီအခြေအနေကစပြီးတော့တဖြည်းဖြည်းအေးငြိမ်းနဲ့တာယာတဲ့လွတ်လပ်တဲ့ပျော်ရွှင်တဲ့နေဆွဲတွေကိုရလာမှာနော်အခုဝေစားတိလေးနဲ့လှသွားတယ်ရန်ချောရတယ်နော်ဟုတ်ပြီနော်အဲ့တော့ခင်ဗျားတို့နဲ့ဒီဘဝတူတွေစစ်သားမယားတွေရဲမယားတွေဘာပြောချင်လဲခွင့်ပြောဘာပြောချင်လဲအခုလက်ရှိညီမတို့လိုအလိမ်မခံမန်းနဲ့တတိရှိစောစောထွက်လာတဲ့ဖြစ်ဖြစ်ညီမတို့ခံခဲ့ရတာလေအဲ့ဒီမှာကလာနီပါလောက်ကလေမင်းမစားရင်မစားရညီမတို့လောကလေစက်မခံစေချင်တော့စောစောစီးစီးအတိတရားရပြီးတော့ထွက်လာစေချင်ဟုတ်ပြီနော်ကိုညီမအောင်ဘာပြောချင်လဲညီမတို့ရဲ့စစ်သားမယားဇနီးရဲဇနီးတွေကိုဘာပြောချင်လဲကျမတို့လည်းဒုက္ခမရအောင်စောစောစီးစီးပြောင်းဝင်ကြပါလို့ထွက်လာကြပါနော်ပြည်သူနဲ့ပူးပေါင်းကြပါပြည်သူကအတူပူးပေါင်းပြီးတော့အစီအစဉ်နဲ့ပူးဝင်ကြပါလို့ကျွန်တော်တို့ဒုက္ခမရောက်စေချင်ဘူးဟုတ်ပြီပြောပါဦးဘာတွေစိတ်ထဲမှာခံတာအဲ့လိုပဲတိတ်မပြောတာစိတ်မပြောတာအမစကားပြောတယ်လို့ပြောတော့ရှမ်းရှမ်းယောက်ျားကပါလေယောက်ျားလေရဲပဲတက်ကြကြီးသူ့ဖေးနဲ့တူဘာလို့ပြောလဲဆုံးတာကြာဘလောက်ပြောပါဦးဘယ်လိုခံစားရလဲမျိုးသားလို့ဆုံးရှုံးခဲ့ပြီတိုးတော့ခင်ဗျားအနာဂတ်အတွက်ဘယ်လိုယုံကြည်ချက်ရှိလဲယောက်ျားလည်းရှုံသွားပြီအခုရှေ့လျှောက်ဘယ်လိုလောက်ကြအောင်မလဲဆက်တော့ကျိုးစားအောင်ပေါ့ဆရာဟုတ်တယ်မပူပါနဲ့ကျွန်တော်တို့လူသားချင်းစာနာစိတ်ရှိတဲ့ကျွန်တော်တို့တွေရှိတယ်ခင်ဗျားတို့အတွက်မပူပါနဲ့နော်သက်ရှင်သန်ခွင့်နဲ့လူဒန်းစိတ်နေနိုင်ခွင့်ကတော့ရအောင်ကျွန်တော်တို့နိုင်ငံကိုတည်ဆောက်မှာပါတိုးတော့အခိုက်အတန့်ခက်ခဲကြမ်းတမ်းတဲ့ဂျားကာလတွေတိဆောက်ရေးကာလတွေဆရာနာရှင်အမြင့်ငုတ်တွေလုံးဝအမြင့်ဖြုတ်ဖယ်ရှားရေးကာလတွေမှာတော့ခင်ဗျားတို့လည်းတောက်ခံရင်ဆိုင်ဖို့တော့လိုတာပေါ့ဟုတ်လားနော်အဲ့ဒါကြိုးစားပါခင်ဗျားကမဖြစ်မနေအသက်ရှင်ရမယ်ဘာကြောင့်လဲသူရှိနေတယ်ဟုတ်လားအသက်ရှင်ရမယ်ကျမ်းမာရေးကူစားရမယ်နော်ကဲညီမရောဘာပြောချင်လဲဘာပြောလဲမသိဘူးလို့တခုခုတော့ပြောရမယ်လာပါဦးတမီးတော့အကြီးအောင်ဦးလေးကွာအဲ့မဲ့လာပါဦးခဏလေးပါဦးကချီပြောပါပြောဘာပြောချင်လဲပြောဘောတူတွေဘယ်လိုပြောချင်လဲဒီမှာလဲရဲစနီးတယောက်ဖြစ်ခဲ့တာဟမ်ထွက်လိုက်ရက်တာခင်ဗျားတစ်ခါပြောတော့ဟိုဟာဘုသူထွက်လိုက်ပြီဆိုစစ်သားမိမလေစစ်သားမိမနဲ့ရဲမိမအတူတူပဲဆေးရနာရှင်ရန်နေရအောင်မှာအခိုင်းခံခဲ့ရတဲ့ကတော်တွေဘွားကတော်လားကပြီးတော့တော်တာမတော်ပဲကရတာလားဘာလဲပြောသမောဘယ်လိုခံစားရလဲရဲစစ်သားမယားဖြစ်ခဲ့ရတာအခုချိန်မှာကျေနပ်သလားဘယ်လိုခံစားနေရလဲစစ်သားမယားဖြစ်ခဲ့ရတာဘယ်လိုခံစားမပြတ်တတ်တော့မပြောပြတ်တတ်ဘူးရောပြတ်တတ်အောင်ကြိုးစားကြည့်လိုက်လေဟုတ်တာကြားလို့ဆိုတော့ဒီပါကျွန်တော်တို့ကပြောပြစီနေစိတ်စင်းရတော့ကလည်းမဖြစ်ကြနဲ့ဟုတ်လားနော်ဦးစားတိလေးနဲ့နောက်ကျွန်တော်ဒီထက်ပို့ပြီးတော့ကောင်းကောင်းမွန်မွန်ခင်ဗျားတို့ကိုဆောက်ရှောက်နိုင်အောင်ကူညီနိုင်အောင်ခင်ဗျားတို့ဘဝတူတွေဖြတ်သန်းခဲ့ရတဲ့ကျန်တဲ့ဇနီးများတွေကိုလည်းကဲဆဲကူညီနိုင်အောင်ကျွန်တော်အများကြီးစကြိုးစားနေခေါ်ထုတ်မယ်နော်ခေါ်ထုတ်မယ်ခင်ဗျားတို့စောသီးလာခေါ်တဲ့ချိန်မှာထွက်လာရင်တော့အသက်ရှင်မှာပေါ့ဗျာတကယ်ကျွန်တော်တို့စေနာနဲ့လာခေါ်နေတာထွက်လို့မရဘူးကားတွေနဲ့ကျုပ်စီစဉ်ထားပြီးအိန္ဒိယ4စီး3စီးလာကြတာကျွန်တော်တို့ခင်ဗျားတို့ကထွက်လာရင်ပျော်ပွားနဲ့ခေါ်သွားမယ်ဆရာလာခေါ်ချိန်ကျွန်တော်တို့ကအမားတို့ဆိုအင်ကြီးတောင်မှချက်ချင်းလဲလာပြီးတော့ရိုးတော့အသက်ထွက်လို့ရရင်ထွက်မယ်ဆိုပြီးလိုက်ပြီးတော့ဘာမှမတူနေရလာပြီးအုံးဆိုတာသွားပြီးညွန်လင်းချက်မဲ့ပြီးဆိုပြီးတော့အကောင်လုံးမိန်းမတွေအကောင်လုံးဝိုင်းမှုကြတော့ထွက်ရှင်တယ်ကျမတို့ပြန်ချင်တယ်မတမ်းမဆွမ်းဆိုတော့မတန်မဆွမ်းဖို့ပါဘူးမတန်ဆွမ်းမှာခိုင်းမှာဟိုထုတ်ပါကြာကြီးရနေရတာဗောsorry မသိလို့ပါ sorry ပါလား sorry အဲ့ကြံညီမပြန်တော့နားလိုက်နော်ပြန်လာပြီးမှပူချော်ပို့ပြီးပို့လိုက်တော့လိုက်ပို့ပြီးလိုက်တော့sorry ပါလုံးဝတောင်းမှမှာလေလုံးဝကျွန်တော်မသိလို့ပါတောင်းမှမှာပြန်ချင်ပြန်ချင်မကြခင်စီစဉ်မှာဗောလာမှာဗောနော်ခဏလေးလောလောဆယ်ခင်ဗျားတို့ပြန်သွားလဲအိမ်မျိုးရွာတွေမှာတစ်စစ်ခွေးတွေကတွေ့တဲ့များလူတတ်နေဒီမှာတတ်တယ်လို့မရှိဘူးလုံးလုံးနေခွင့်ရတယ်ပြောကြတယ်ဘာရှုံးမှလဲပြန်တော့တတ်မယ်ဆိုတော့အပရဲ့ကမောင်တတ်နိုင်တယ်ဆိုလည်းထပ်ဖတ်တယ်ဘာလို့တော့မမတတ်တဲ့နဲ့သူတို့တတ်တယ်ဆိုတော့ဘာလို့တက်စီမမို့တက်စီမရအောင်ဒီဘာလို့ပါမခင်ဗျားအိမ်ပြန်ခွေးတယ်တတ်မှာဒီမှာနေလုံးကြုံနေသေးတယ်ဒါမှအခိုက်အတန့်အခက်အခဲလေးရှိတာတော့မြန်ပြီးချင်တယ်
ခွေးတွေကအခုတနိုင်ငံလုံးတွေးသမျှလို့အကုန်တတ်နေတယ်စစ်သားများလည်းမချမ်းဘူးရဲများလည်းမချမ်းဘူးကလေးလည်းမချမ်းဘူးကျောင်းသားလည်းမချမ်းဘူးအကုန်တတ်နေအဲ့ခွေးတွေအမြင့်ဖြုတ်အောင်ကျွန်တော်လုပ်လာလုပ်ပြီးမှပြင်နော်ဟုတ်ပြီလားဒါတင်လားနော်ကိုဘွားတူ ချက်နေဆိုတော့သူတို့ပေးခတ်မှာပေါ့ဒီမှာနေရတာတော့ရောက်လို့ ဒီပါဒီလိုက်ကိုပြီ အပါကိုမီး အေးပြောပြီးမယ်နော်စိတ်ချ တာမေဆိုလေသူတို့တနိုင်ငံတော့တိအောင်လိုက်ကိုကြည့်လိုက်တော့အပါတော့မတီးအချီတော့မတတ်ပဲနဲ့သူ တက်မှာပေါ့ ဒါပေမဲ့တက်ပြီးမှတော့ဘလို့လိုင်းမော်တင်တော့မလို့ကွာသေးနေပြီလေ ကျမအမျိုးရှိတယ် အော်အမျိုးတွေကိုလည်းတတ်မှာ तू ကမကြံဘူးဒီလူကအကုန်တတ်နေတာအာတင်တာနော်အာတင် တာ တာ နေသူနောက်ဘဝဆိုလေလုံး အေးနောက်ဘွားကြမှာလုပ်မယ်အေး အခုတော့မှသူများကို ဟုတ်ပါပြီအာနာလို့ sorry အာနာ sorry တောင်းမယ်တွေ့ဖို့လေနော်ကဲဟုတ်ပြီကျမကြီးစားကျမကြီးမျိုးဖို့လေအေး sorry ပါအေးပတိလို့ပါကွယ်ညီမရေ sorry ပါထူးတောင်းမယ်အေးပြန်မယ်ပြန်ဖို့စီစဉ်ပေးမယ်နော်အေးပါတောင်းမယ်ပါညီမပြန်သွားလဲလမ်းကြီးရမလုံုံသေးလို့ပါကွယ်ပို့ပေးချင်ပါလေနော်လမ်းကြီးမှာဒီကောင်လည်းအကုန်ဖမ်း ပြန်ခိုင်းမယ်ဆိုရင်တော့အိမ်မပြန် ပြန်လို့မရသေးဘူးလမ်းမှာအရန်ဖမ်းနေ ဒီဖွဲကဘာမှဖြစ်ပြင်မဟုတ်ဘူးဖွဲ အခုဒီကောင်ကြီးကဂိတ်ဒီမှာစီးမွေးစီးတွေတုံးဖြတ်သားသမျှအကုန်လုံးဆွဲချမိန်းကလေးယောက်ျားလေးအကုန်ဖမ်းတတ်ချင်တယ်လူတက်ပြီးအလောင်းဒီတိုင်းကန်ချရက်ဆက်လုပ်နေဒီကောင်လူစိတ်အရန်ပြောင်းနေကြတယ်မွေးစီးတွေတုံးကြပြီးတော့ဂိတ်ဒီမှာအရန်ရက်ဆက်အဲဒီချိန်မသွားကြနဲ့ဒီမှာပဲစင်ပြောနေတယ်နော်အားလုံးပြီးစီးသွားတဲ့နေ့ဖြစ်တယ်နေကင်းလို့သွားဒီနေ့ဒါဆိုအကြောင်း AC ပြန်ကြတော့တဲ့ကျမ်းမာရေးပဲပြဆက်ဟုတ်လားကျွန်တော်တို့ရှိနေအမြဲမကြမ်းကြလာကြည့်နော်အားတော့တူဝေမြစားမယ်နော်ညီလေးတွေတော့ကြည့်မယ်နော်အေးရဟုတ်ကဲ့အေးပါအေးပါဒီမိုင်းတင်မှာကျွန်တော်လေးတန်းကြီးလို့ အေး thank you ပါမြင်လူကြောပဲကမြင်လူကြောမင်းဖေရလူဆိုးမယ်မင်းလူကောင်းလေးပြောင်းကြိုးစားဟုတ်လားမင်းဖေရလူဆုံးမဟုတ်ပါဘူးသားရဲ့မင်းဖေရအတိနဲ့ပညာကိုတွဲပြီးတော့သုံးခွင့်မရသွားချတဲ့သနာကြလူပါနော်တတကြအတိနဲ့ပညာတွဲသုံးနိုင်တဲ့လူတော်လေးပြောင်းကြိုးစားမှာဟုတ်ပလားနော်ဘဘတို့လူကြိုးစားမှာနော်အတိနဲ့ပညာနော်ပြည်သူချစ်တဲ့လူစသားကြီးသူမို့ပြည်သူချစ်တဲ့လူဖြစ်အောင်ကြိုးစားမှာဟုတ်ပလားဟုတ်ကဲ့အေး